အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ဘာကြောင့်ပြောပြချင်တယ်လဲဆိုလို့ရှိရင်တော့ခရီးယန်တိုင်းယဉ်နေကြပြီဖြစ်တဲ့စကားလုံးလေးတစ်လုံးအကြောင်းကိုပြောပြချင်ပါတယ်ဒီစကားလုံးကခရီးယန်နေပဲပြောတာမဟုတ်ပါဘူးတခြားဂျူးဘာသာတွေမွတ်စလင်ဘာသာတွေလည်းပြောပါတယ်ဒီစကားလုံးလေးကဆိုတော့ဒီစကားလုံးကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဖျားเจ้าမှာအစပြုတဲ့အခါမှာဆူတောင်းတဲ့အခါမှာဖျားချီးမွမ်းတဲ့အခါမှာကျွန်တော်တို့ဝတ်ပြုခြင်းနဲ့လောက်တဲ့အခါမှာမိသားစုမှာအလုပ်တစ်ခုလုပ်တော့မယ်အစားပြုတော့မယ်ဆိုလို့ရှင်ထမင်းစားဆူတောင်းတော့မယ်ဆိုလို့ရှင်အဲ့ရဝန်ခံနေဆူတောင်းတော့မယ်ဆိုလို့ရှင်ဒီစကားလုံးလေးနဲ့အဆုံးသတ်ကြပါတယ်ဒီစကားလုံးကဘာလဲဆိုလို့ရှင်အာမင်ဆိုတဲ့စကားလုံးဖြစ်ပါတယ် e dello Spirito Santo. And of the Holy Spirit. Amen. 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 Amen, amen. Let's give him praise. Thank you, Jesus. ဆိုတော့ဒီအာမင်ဆိုတဲ့စကားလုံးလေးကိုဒီနေ့ဝေမျှပေးချင်ပါတယ်တကယ်လို့များမိတ်ဆွေတို့မှာနားလည်ထားတဲ့အတိတ်ပဲလေးရှိတဲ့ဆိုလို့ရှင်ဒီ comment section လေးမှာလည်းဝေမျှပေးတော့ဖို့ပြောကြချင်ပါတယ်ဆိုတော့ကျွန်တော်ဘာကိုအထူးပြုပြီးပြောသားမလဲဆိုလို့ရှင်ကျွန်တော်တို့ဘာကြောင့်အာမင်ပြောရတယ်လဲဘာကြောင့်ခရိယာဘာသာသူတိုင်းကယုံကြည်သူတိုင်းကအာမင်ပြောဖို့ဝန်မလေးတာလေကျွန်တော်တို့အာမင်ရဲ့အတိတ်ပဲကပါလဲဆိုတော့မသိဘဲနဲ့ပြောတဲ့သူတွေရှိလဲရှိနိုင်တယ်ကျွန်တော်ထင်တာတချို့လူတွေကလေးလေးတွေကနားမလဲကြသေးဘူးတချို့လူကြီးတွေတောင်မှအာမင်ဆိုတဲ့စကားသိချင်မှသိမယ်ဒါပေမဲ့ဘုရားကျောင်းထဲမှာပြောနေကြဆိုတော့နော်ဆူတောင်းပြီးတိုင်းအာမင်ဆိုပြီးတော့ထူရမယ်ဆိုတော့ကျွန်တော်တို့မှာအတိတ်တရားသင်ပေးထားပြီးသားဆိုတော့ကျွန်တော်တို့ကအာမင်ပြောဖို့ဝန်မလေးကြဘူးဒါပေမဲ့ဒီကနေ့ကျွန်တော်တို့မေးရမှာကဒီအာမင်ရဲ့စကားလုံးအတိတ်ပဲကပါလဲဒီစကလုံးကအကျမ်းစာထဲမှာရှိလားဒီစကလုံးကဘာကြောင့်ခရိယန်တိုင်းမှာအသုံးပြုတာလဲဆိုတဲ့အကြောင်းလေးကိုအနေငယ်ဝေမျှပေးသွားမှာဖြစ်ပါတယ်အခုနကျွန်တော်ပြောထားတဲ့အတိုင်းပဲအာမင်ဆိုပြီးတော့မှပြောတိုင်းခရိယန်မဟုတ်ဘူးဒါမဲ့ခရိယန်တိုင်းကအာမင်လို့ပြောကြပါတယ်ဆိုတော့ကျွန်တော်တို့ကဘုရားကျောင်းသွားတဲ့အခါပဲဖြစ်ဖြစ်ဘုရားကျောင်းမသွားရင်လည်းပဲဖြစ်ဖြစ်ဖះကိုအမိပြုပြီးတော့မှတခုခုလုပ်ပြီးဆူတောင်းပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအာမင်ပြောကြပါတယ်ဒီလိုပါပဲအခြားဘာသာကြီးတွေမှာလည်းရှိပါတယ်မွတ်စလင်ဘာသာတွေမှာလည်းသူတို့ဆူတောင်းပြီးလို့ရှိရင်အာမင်ဆိုပြီးတော့ထူတာလေးရှိတယ်ဂျူးဘာသာတွေမှာလည်းရှိပါတယ်ဘာလို့လဲဆိုတော့ဒီဟာကဓမ္မဟောင်းကျမ်းထက်ကသုံးလာခဲ့ကြတဲ့စကားလုံးဖြစ်တဲ့ Hebrew ဘာသာစကားနဲ့ဆင်းသက်လာပြီးတော့မှလာတင်ဘာသာစကားပြီးတော့မှအင်္ဂလိပ်ဘာသာစကားအခုကျွန်တော်တို့မြန်မာစကားလိုလည်းရှိတယ်ကျွန်တော်တို့တိုင်းသားစကားတွေနဲ့ပဲသုံးကြအာမင်ဆိုပြီးမှသုံးကြပါဆိုတော့အာမင်ဆိုတဲ့စကားလုံးကကျွန်တော်တို့ဆူတောင်းတဲ့အခါမှာသုံးလာများတယ်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်တရားရောက်ကဆူတောင်းတန်လိုက်တယ်တိုင်ပြီးတော့မှနောက်ဆုံးမှကျွန်တော်တို့အားလုံးကအာမင်လို့ထူကြတယ်ဒါကပါတိတ်ပဲလဲဆိုတော့ကျွန်တော်တို့ပထမနောက်ဆုံးနားလည်ရမှာကကိုယ်ယုံကြည်ခြင်းကိုဝန်ခံခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှင်ဖះကိုယုံကြည်တဲ့ခါကျတော့ဒီစကလုံးအာမင်ဆိုတဲ့စကလုံးကကျွန်တော်တို့ yes ပြောနေစရာမလိုဘဲနဲ့အာမင်ပြောလိုက်ခြင်းအပြင်အရာအလုံးကိုကျွန်တော်တို့ကလက်ခံထားပြီးသားဖះရဲ့အလိုတော်တိုင်းဖြစ်ပါစေကျွန်တော်ယုံကြည်ပါတယ်ဆိုတဲ့ဝန်ခံခြင်းတစ်ခုဖြစ်တယ်ဒါကြောင့်မလို့အာမင်ဆိုတာကကျွန်တော်တို့ဒီခရိယန်အသက်တာမှာတောင်းလာတာဖြစ်ပါတယ်ဆူတောင်းပြီးခါတိုင်းမှာတောင်းတာဖြစ်တယ်ကျွန်တော်ကက်သလစ်အသင်းတော်မှာဆိုလို့ရှင်ပုဂ္ဂိုလ်သုံးပါးဘုရားတဆူကိုယုံကြည်တဲ့သူတိုင်းကအာမင်ဆိုတာပြောကြမှာပါခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်နောက်တစ်ခါပြန်မှရှိလဲကျွန်တော်ဆေးကြောခြင်းခံတဲ့အခါမှာခမဲတော်သားတော်ဝိညာဉ်တော်၏နာမတော်မြတ်၌ဆိုပြီးဆေးကြောခြင်းခံတဲ့အခါမှာကျွန်တော်တို့ကအာမင်လို့ထူတယ်ယုံကြည်ခြင်းအချုပ်ကိုဆိုတဲ့အခါမှာအာမင်လို့ပြောတယ်ကိုရိုမြတ်ကိုရရှိတဲ့အခါမှာကျွန်တော်တို့အာမင်လို့ပြောတယ်တချင်းဆိုတဲ့အခါမှာတချို့တချင်းတွေကနောက်ဆုံးမှာအာမင်ဆိုပြီးတော့မှစားတာတွေရှိတယ်ဆိုတော့ဒီစကလုံးတွေအားလုံးကယုံကြည်ခြင်းကိုဖော်ပြရတာဖြစ်ပါတယ်ဖခင်အလိုတော်တိုင်းဖြစ်ပါစေဖခင်ကိုယုံကြည်ပါတယ်ဆိုပြီးမှကိုယုံကြည်ခြင်းကိုဝန်ခံတယ်လို့ဒီပုဂ္ဂိုလ်သုံးပါးဖခင်တဆူကလေးကျွန်တော်တို့အမြဲတမ်းလက်ခံကြောင်းတန်ရှင်းတော်အသင်းတော်ကြီးကိုလည်းလက်ခံကြောင်းပြီးတော့ဒီအမိအသင်းတော်ကြီးနဲ့တလောင်းတော်ဝဖြစ်နေကြောင်းကိုလည်းလက်ခံကြောင်းဆရှိတဲ့ဖြင့်ဒီအားလုံးကိုပုံပေါ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုရီအားလုံးကအာမင်ဆိုပြီးတော့မှနောက်ဆုံးမှာအပိတ်မှာပြောကြတာဖြစ်ပါတယ်။အရာအလုံးဒီဖခင်ရဲ့နာမတော်အပြင်ကျွန်တော်ယုံကြည်တာကြောင့်မလို့ဖခင်ထံသို့ကျွန်တော်အာမင်ဆိုပြီးတော့မှတောင်းပြန်လိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်ဖခင်ရဲ့လိုတော်တိုင်းပါပဲ။ဒီအာမင်ဆိုရဲစကလုံးဒီ context မှာဒီစကလုံးရဲ့ context မှာသူတို့ဘယ်လိုတောင်းခဲ့ကြလဲဆိုလို့ရှိရင်တိကျတေချာမှုရှိတဲ့နေရာတွေမှာအမှန်တရားပြီးတော့ယုံကြည်ဖို့ထိုက်တန်တဲ့နေရာတွေမှာဆရှိသဖြင့်တောင်းလာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအလိုတော်တိုင်းဖြစ်ပါစေယုံကြည်ပါတယ်။အာမင် yesဆရှိတဲ့ပင်ဟုတ်ကဲ့ပါဆရှိတဲ့ပင်ကျွန်တော်တောင်းပြန်ခြင်းဒါတွေအားလုံးကိုစားပြုပြီးတော့မှအာမင်လို့ပြောတာဖြစ်ပါတယ်
ကျွန်တော်တို့အာမင်ပြောခြင်းရဲ့ဥပမာတစ်ခုကကျွန်တော်တို့ယုံကြည်သူတိုင်းကသိကြတယ်ကျွန်တော်တို့ဟာထာဝရဘုရားကဖန်ဆင်းထားတာဖြစ်တယ်ထာဝရဘုရားကဒီအရာအလုံးကိုဖန်ဆင်းထားတာဖြစ်တယ်ဒါကိုကျွန်တော်တို့ယုံကြည်တယ်ယုံကြည်တဲ့ခါကျတော့ဘုရားရဲ့အလိုတော်တိုင်းရှင်တိုင်းဖွင့်ရန်အတွက်အကျဉ်းစာရိတ္တဝိညာဉ်ရေးဆက်ရှိတဲ့ပြင်ကျွန်တော်ပြင်ဆင်ရတယ်သင်တင်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဘုရားရဲ့တသမီတွေဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်တယ်ယုံကြည်တာကြောင့်မလို့တိဆာဆောင်ထင်တယ်ပြီးတော့ဖယားသခင်ကယုံကြည်ထိုက်သူလေးဖြစ်တယ်ဆိုတော့ဒီနေရာမှာအာမင်သုံးဖို့ကကျွန်တော်ဝင်မလေးဘူးပြောရမှာတေးချတယ်မှန်ကန်တဲ့သူကဒီလိုပါပဲဖယားကလည်းကျွန်တော်ကိုချစ်တယ်တာသမီတွေဆိုပြီးတော့ကျွန်တော်ကိုခေါ်ထားတယ်တပါးသီးသောသားတော်ယေရှုကိုကျွန်တော်ထံသို့ဆက်လွှတ်ပြီးတော့မှကျွန်တော်အပြစ်ကယ်တင်ဖို့တေးချင်းကိုအောင်မြင်ပြီးမှရှင်ပြန်ထမြောက်တဲ့ယေရှုဆိုတော့ကျွန်တော် relationship ကလုံးဝ strong ဖြစ်တယ်ကျွန်တော်အသက်တာတစ်ခုလုံးကိုစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှင်ဖယားမရှိရင်မဖြစ်နိုင်ဘူးဖယားရှိလို့သာကျွန်တော်အသက်ရှင်နေရတာဒီလောကကြီးကကိုယ့်အတွက်နေထိုင်စရာတိမ်နေဖြစ်လာတာကျွန်တော်အသိဉာဏ်နဲ့ရှိလာတာဖရားအကြောင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီပုံသဏ္ဍာန်ကိုကြည့်ချင်းအပြင်ကျွန်တော်အာမင်ပြောခြင်းကဒီတသက်တွေပြတယ်အာမင်ဆိုရဲမူရင်းစကားလုံးကခုနကျွန်တော်ပြောတဲ့အတိုင်းသစ္စာရှိခြင်းတွေမှန်ကန်ခြင်းယုံကြည်ခြင်းကျွန်တော်ယုံကြည်ပါတဲ့သူကိုဆရှိသဖြင့်ဒီအရာတွေကိုဖော်ပြတဲ့စကားလုံးတနည်းအားဖြင့်အလွယ်ဆုံးအပြင်ပြောမယ်ဆိုလို့ရှိရင် yes ဆိုတဲ့စကားလုံးဖရားထံကျွန်တော်တို့ yes ပြောသလိုမျိုးပါပဲအာမင်ပြောကြတာဖြစ်တယ်အားကြောင့်ဆုတောင်းတဲ့အခါမှာဘလူပုံစံပဲဆုတောင်းဖခင်ကိုယုံကြည်ခြင်းအပြီးနဲ့ဆုတောင်းတယ်ဆိုလို့ရှင်ကျွန်တော်တို့ကအာမင်ထူးတယ်ဖခင်စာတွေဆိုတဲ့အခါမှာအာမင်ပြောတယ်မစ္စတရားတွေဟောပြီးတော့မှကျွန်တော်တို့ကအလိုက်တွေလိုက်ဆိုတဲ့အခါမှာအာမင်ပြောတယ်ဘာလို့လဲယုံကြည်တယ်ယုံကြည်ခြင်းမှာအခြေခံပြီးတော့မှကျွန်တော်တို့ကလောက်တာဖြစ်တယ်ဆိုတော့ဒါကအမှန်တရားတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ကအာမင်ပြောဖို့ဝင်မလေးကြပင်တဲ့ယုံကြည်မှုအပြည့်လွတ်လွတ်လပ်လပ်ပေါ်ပါအာမင်ပြောကြတာဖြစ်ပါတယ်ကိုယ့်ရဲ့ယုံကြည်ခြင်းတစ်ခုကိုမိမိဆန္ဒအပြည့်အဝဖြင့်ဝန်ခံတာကြွေးကြော်တာချီးမွမ်းတာဖြစ်ပါတယ်တဲ့ကျွန်တော်ရဲ့ကက်သလစ်သင်းတော်ဖျားစကားစာအုပ်ထဲမှာပြောထားပါတယ်ဒီနံပါတ်ထဲမှာကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့အာမင်ပြောတာအဓိပ္ပာယ်ရှိပါတယ်ယုံကြည်ခြင်းကိုအခြေခံတယ်အမှန်တရားကိုအခြေခံတယ်ကျွန်တော်တို့နားလည်မှုတစ်ခုကိုအခြေခံပါတယ်ဒီအာမင်ဆိုတဲ့စကားလုံးကိုကျမ်းစာထဲမှာရှာလို့ရသလားရလွန်ပါတယ်ကျမ်းစာထဲမှာအများကြီးရှိတယ်အဲ့ဒီအများကြီးထဲကမှတချို့သောစကားလုံးလေးတွေကိုကျွန်တော်ပြန်ပြီးတော့မှဝေမျှပေးချင်ပါတယ်ပထမစလုံးကျွန်တော်တို့ရှာတွေ့နိုင်တာကပေကျမ်းထဲမှာလဲဆိုလို့ရှိရင်0မြတ်ခန်းကြီး28အခန်းငယ်6မှာအဲ့မှာပြောထားပါတယ်ဒီဘက်မှာလဲပြထားပေးပါတယ်ဖတ်ကြည့်လိုက်ပါအဲ့ဒါကျမ်းစာထဲမှာတမဟုတ်ကျမ်းထဲမှာကျွန်တော်တွေ့နိုင်တဲ့အာမင်ဆိုတဲ့စကားလုံးဘောနော်ဖခင်ရဲ့အလိုတော်တိုင်းပြုတော်မူပါပြီးတော့မှအာမင်သူတို့သူ့ရဲ့ယုံကြည်ခြင်းကိုဝန်ခံနေတာလုံးဝအမှန်တရားဖြစ်တယ်ဆိုတော့တသက်ကိုပြနေတာဖြစ်ပါတယ်နောက်တစ်ခုကဘယ်ကျမ်းထဲမှာတွေ့နိုင်လဲဆိုလို့ရှိရင်တော့ဒီမှာပြန်ကြည့်လိုက်ဒီထဲမှာလည်းပြောထားပါတယ်စင်ပေါကကိုရိန္သုတွေထံဒုတိယကျမ်းစာပို့တဲ့အခါမှာပြောခဲ့တဲ့စကားလုံးဆိုတော့ဒီမှာကကွတ္တိဖြစ်ခြင်းပြီးမယ်ကွတ္တိမဖြစ်ခြင်းမဖြစ်ဘူးဒါမှကျွန်တော်နားလည်ထားရမှာကစကားလုံးက yes ဟုတ်တယ်အလက်ခံတယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပါပဲအာမင်ဆိုတာကတနည်းအားဖြင့်ဘုရားသခင်တိုင်း yes ပြောတာဖြစ်ပါတယ်လို့ကျွန်တော်ပြောထားတယ်ဒါကြောင့်မလို့ဒီကျမ်းထဲမှာလည်းပါတယ်နောက်တစ်ခုဒီ revelation ကျမ်းထဲမှာလည်းပါတယ်ဒီမှာဘယ်လိုပြောထားလဲကြည့်လိုက်ပါမိတ်ဆွေဒီကျမ်းတွေကသက်သေပြထားတယ်အာမင်ဆိုတာပါဘယ်နေရာမှာပြောသလဲပေါ့နော်တေချာမှန်ကန်တဲ့နေရာတွေမှာစစ်မှန်တဲ့နေရာတွေမှာလုံးဝ universal truth ဖြစ်တဲ့နေရာတွေမှာဒါကဟုတ်တယ်ယုံကြည်တယ်ဆိုတဲ့နေရာမှာကျမ်းစာထဲမှာတော့မှဒီလိုပြောထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အာမင်ပြောတဲ့အခါကျရင်ဒီတိုင်းသူများပြောလို့လိုက်ပြောနေတာမျိုးမဖြစ်သင့်ပါဘူးဒါပေမဲ့မိမိစိတ်ထဲကနေလာပြီးတော့မှဒါကမှန်တယ်ဒါကပြောသိတဲ့နေရာဖြစ်တယ်ကျွန်တော်တို့သိထားဖို့ကျွန်တော်ကပြောချင်တယ်ဒါပေမဲ့ပြောသိတယ်လားမပြောသိဘူးလားကျွန်တော်တို့သိဖို့ကျွန်တော်ကအာမင်လို့ပြောလိုက်ပြီဆိုလို့ရှိရင်အမြင့်ဆုံးနေရာမှာရှိပါတယ်โอเคဆိုတော့ကျွန်တော်တို့နောက်တစ်ခုစဉ်းစားရမှာကတခုခုကိုတောင်းခံနေရမှာတခုခုကိုတောင်းခံတဲ့နေရာမှာဘုရားရဲ့နာမအပြင်ပြောကြတယ်ဆိုတော့ဒီဘုရားရဲ့နာမပြောခြင်းအပြင်ကျွန်တော်တို့ကအာမင်လို့ခေါ်ကြရတယ်ဆက်ဆက်မှုလေးတွေကဒီလိုရှိပါတယ်ဆိုတော့ဘုရားကိုယ်တိုင်သခင်ယေရှုကိုယ်တိုင်ကအာမင်ဖြစ်နေတာကျွန်တော် gospel ကျမ်းထဲမှာတွေ့နိုင်တဲ့အကြောင်းကဒီမှာအင်္ဂလိပ်လိုကျတော့ Amen I say to you အာမင်သခင်ယေရှုကိုယ်တိုင်အာမင်ပြောတဲ့နေရာရှိတယ်ဒီအာမင်ဆိုတဲ့စကားလုံးကဓမ္မဟောင်းကျမ်းဓမ္မသီကျမ်းဒီ revelation ထဲထိတောင်မှရှိလာတယ်ဆာလံကျမ်းထဲမှာလည်းရှိတာတယ်ဆာလံ89:50ကိုဖတ်မယ်ဆိုလို့ရှိရင်အာမင်ဆိုတဲ့စကားလုံးပါလာပါတယ်ကျွန်တော်အာမင်ဆိုတဲ့စကားလုံးကလာတင်ဘာသာစကားနဲ့အင်္ဂလိပ်လိုသဘာဘာသာပြန်နဲ့အင်္ဂလိပ်ကျတော့ Amen ပြောတဲ့သူရှိတယ်အာမင်ပြောတဲ့သူရှိတယ်ကျွန်တော်မြန်မာပြည်မှာကျတော့အာမင်လို့ပြောကြပါတယ်